အားလုံးပဲမင်္ဂလာပါ FU question ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question number 81ဖြစ်ပါတယ် Which of the following is an explanation of a smart grid smart grid ရဲ့เนาะရှင်းပြချက်ကိုမိထားပါတယ်အတိတ်ပဲရှင်းပြချက်ကိုမိထားပါတယ်အဲ့ smart grid ဆိုတာဘာလဲဆိုတဲ့ definition လေးကိုမိထားတယ်ပေါ့เนาะနံပါတ် A ကကြတော့ it is a system that aim at the utilization of recyclable energy supply or stable electric power and optimum demand adjustment through the integrated control of power integration and power consuming on the basis of communication and information processing technology ဒီစက်တော်ရေးနဲ့ပေါ့နော် communication and information process technology တွေကိုမှအခြေခံပြီးတော့မှဘာလုပ်မှာလဲဆိုလို့ရှိရင်ဓာတ်အားထုတ်လုပ်ခြင်းနဲ့ဓာတ်အားသုံးစွဲမှုတွေကိုစနစ်တကျထိန်းချုပ်မှာအဲ့လိုထိန်းချုပ်ပြီးတဲ့အချိန်မှာပြန်လည်အသုံးပြုနိုင်တဲ့စွမ်းရည်တွေအသုံးပြုမယ် stable ဖြစ်နေတဲ့ electric power တွေကို supply လုပ်ပေးမယ်ထောက်ပံ့ပေးတာနဲ့ပြီးတဲ့အခါကျရင်အကောင်းဆုံးလိုအပ်ချက်တွေကိုညှိယူခြင်းနဲ့ရွေချက်တစ်ခုဖြစ်တယ်ဟုတ်လားတဲ့ smart grid ဆိုတာကအဲ့လိုမြင်ထားပါတယ်နောက်နံပါတ် B ကကြတော့ it is a system that can provide ideal health advice to each individual by performing analysis on the basis of the similar case report such as the result of health examination and medication used အဲ့တော့ကျန်းမာရေးပေါ့နော် health examination လုပ်တယ်ဆိုတာကကျန်းမာရေးစစ်ဆေးမှုရလဒ်တွေနဲ့ဆေးဝါးသုံးစွဲမှုကဲ့သို့သောတူညီနေတဲ့ပါတယ်ဆိုလို့ရှိရင် report လုပ်လိုက်တဲ့ similar case တွေပေါ်မှာအခြေခံပြီးတော့မှဘာလုပ်မှာလဲဆိုလို့ရှိရင် by performing analysis တဲ့ခွဲခြမ်းစိတ်ဖြာမယ်ခွဲခြမ်းစိတ်ဖြာပြီးတော့မှ provide ideal health advice အကြံပေးမယ် for each individual တစုံတစ်ဦးချင်းစီအတွက်ကိုအကြံဉာဏ်ပေးနိုင်တဲ့စနစ်တစ်ခုဖြစ်တယ်တဲ့ဟုတ်လားတဲ့ smart grid ဆိုတာအဲ့လိုမျိုးမိထားတာပေါ့နော်နံပါတ် C ကကြတော့ it is a system နဲ့စနစ်တစ်ခုဖြစ်တယ်ဘာစနစ်လဲဆိုလို့ရှိရင် that can search for information on restaurant and entertainmentစားသောက်ဆိုင်နေပေါ့နော်ဒီ for ပြေးလုပ်ငန်းတွေမှာဒါမှမဟုတ်လို့ရှိရင် search and receive traffic information ဒီယာဉ်ပေါ့နော်ယာဉ်တွေရဲ့မှာလဲဆိုလို့ရှိရင်ယာဉ်သွားလာအချက်အလက်တွေ and communicate about current position at the time of an emergency by using information processing requirement installing vehicle တဲ့ဒီနေ့မှာတက်ဆင်ထားတဲ့အချက်အလက်တွေနဲ့လုပ်ငန်းစဉ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့မှနော် processing equipment ဆိုတော့လုပ်ငန်းစဉ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့မှစက်တောက်ဆိုင်နဲ့ဖြောဖြေးဆိုင်ရာအကြောင်းတွေကို search လုပ်မယ်ရှာဖွေမယ်ပေါ့နော်ပြီးလို့ရှိရင်receive traffic information ဆိုတော့ယင်သွားလာအချက်အလက်တွေcommunicate the current position at the time ဆိုတော့အဲ့တော့ပေးပို့ခြင်းနဲ့အရေးပေါ်အခြေအနေတွေမှာလက်ရှိဒီနေရာကိုဆက်သွယ်ပေးပို့ခြင်းစတဲ့အဲ့ဒါတွေကိုပြုလုပ်လို့ရတဲ့ system စနစ်တစ်ခုဖြစ်တယ်တဲ့ဟုတ်လားတဲ့နောက်နံပါတ် D ကကြတော့ it is a system that support very work time by enabling mutual communication between workers with very working style တဲ့အဲ့တော့such as home-based employee and senior worker တဲ့အဲ့တော့အလုံးလုံးနီးအမျိုးစုံပေါ့နော် very working style ဆိုတော့အလုံးလုံးနီးမျိုးစုံလုံးဖူးတဲ့ပေါ့နော်ဝန်ထမ်းတွေအကြားမှာအဲ့ဘယ်လိုဝန်ထမ်းမျိုးတွေလဲဆိုလို့ရှိရင်အိမ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေဒါမှမဟုတ်လို့ရှိရင် senior worker အငြိမ်းစားဝန်ထမ်းတွေအဲ့လိုမျိုးဝန်ထမ်းတွေအကြားမှာဘာလုပ်မှာလဲဆိုလို့ရှိရင် enabling mutual communication ပြန်ပြီးတော့မှဆက်သွယ်မှုကိုဖြစ်ပေါ်စေပြီးတော့မှ support very work style တဲ့အလုပ်လုပ်နည်းမျိုးစုံကိုဘာလုပ်လဲဆို supporting ပေးတယ် support ပေးတယ်ထောက်ပံ့ပေးတယ်စနစ်တစ်ခုတဲ့ဟုတ်လားဆိုပြီးအဲ့လိုမိထားတယ်ပေါ့နော်အဲ့တော့ smart grid ကဘာလုပ်တာလဲဆိုလို့ရှိရင်စက်သွယ်ရေးနဲ့အချက်လက်လုပ်ငန်းတွေကိုအခြေခံပြီးတော့မှနော်ဒီဓာတ်နဲ့ပတ်သက်တဲ့ဥစ္စာမျိုးတွေပေါ့နော်ဓာတ်ထုတ်လုပ်တာတွေဓာတ်သုံးစွဲတာတွေကိုစနစ်တကျထိန်းချုပ်မယ်ပြီးလို့ရှိရင်ပြန်လည်အသုံးပြုနိုင်တဲ့စွမ်းရည်တွေအသုံးပြုမယ်ပြီးလို့ရှိရင် stable ဖြစ်နေတဲ့ဓာတ်အားတွေထောက်ပံ့မယ်စတဲ့ပေါ့နော်အဲ့လိုမျိုးဥစ္စာတွေကိုညှိယူတဲ့စနစ်တစ်ခုဖြစ်တဲ့အဲ့တော့ကြောင့်မလို့နံပါတ်91အတွက်ဖြည့်မှန်နေရတော့နံပါတ် A ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်နော်